ဟယ်လိုကိုလေးရောက်ပြီနော် အေးလာပြီဟောဘယ်ရောက်သွားတော့ဩသူကကားပေါ်ရောက်တော့မှာပဲမြန်လိုက်တာ ထို့တို့ဖြင့်ကားပေါ်ရောက်တော့ တော်လို့ရပြီလားကိုလေး အေးသွားလို့ရပြီ အိမ်ရောက်တော့အခါ ရောပါတယ်ကိုလေးကျွန်တော်တက်လိုက်ပါမယ် မန်းအိမ်ရောက်ဟောဘယ်ရောက်သွားပြန်တာတော့ဟာသူကအိမ်ပေါ်တော့ရောက်နေပြီ ထို့တို့ဖြင့်အိမ်ပေါ်တို့ပြင်းလိုက်သွားသည် မန်းရင်ဝင်ခဲ့မယ်နော်မန်းမောင်စိတ်ဆိုးနေရလားဟင် မင်းကြောင့်တိလားစောစောလာခင်ဆေးုံမရောက်ဘူး လိုက်ရှာရင်တွေ့ရလေဗျာတွေ့နေရင်မကဲတာမှမဟုတ် လူကြားချင်မင်းကြောင့်ပဲ ဟုတ်ပါပြီဗျာမောင်ရောက်ဆိုလဲတောင်းမှန်ပါတယ်အဲ့လိုကြီးမနေပါနဲ့ ဘယ်တော့ကောင်းကောင်းဆက်ဆံလို့ဒီလိုမနေပါနဲ့ပြောနေရလေ ဟုတ်သားပဲနော်အဲ့မှာမန်းစိတ်မကြည့်ရင်မောင်သွားပြီ အခါရာစာထွက်သွားတော့အခါ အာဘာလို့သူနဲ့ပတ်သက်ပြီးစိတ်လိုမကြဖြစ်နေရလေဘာလို့ချော့ခံနေရလဲကွာ မသိစိတ်မှရှင်းမိနေပြီသိကြတယ်